ကိုရောက်လာတဲ့အခါမှာကိုရှိနေကြောင်းပြရတဲ့လုပ်ရမျိုးကိုတိတ်ပြီးတော့မှမလုပ်ချင်တော့ဘူးမေ့ရတဲ့သူတွေကိုလည်းမေ့တဲ့အတိုင်းပဲထားလိုက်တယ်ကိုယ်တိုင်လည်းလူတချို့ကိုမေ့ကောင်းမေ့နေနိုင်တယ်ကိုယ်အလုပ်ကိုလုပ်ပြီးတော့မှဇက်မြုပ်နေရတဲ့ဘဝမျိုးကိုပို့ပြီးတော့မှသဘောကျလာတယ်ကိုရှိနေကြောင်းပြလိုက်မှရလာတဲ့တတိယမှုမျိုးကိုလည်းမလိုချင်တော့ပါဘူးကိုယ်အတန်ပြုတ်လိုက်မှရောက်လာတဲ့ဆက်ဆံမှုမျိုးကိုလည်းမလိုချင်တော့ပါဘူးဆယ်ကျော်သက်လည်းမဟုတ်သလိုကလေးစိတ်လည်းကုန်သွားပါပြီကိုရှင်တရားရက်ဝန်းမှာအဆင်ပြေပြေရှောင်းနိုင်ဖို့ပဲအဓိကအယုံစိုက်တော့တယ်မတွေ့ရတာကြာပြီဖြစ်တဲ့တငယ်ချင်းအပေါင်းအသင်းတွေကိုအမှတ်မထင်ပြန်တွေ့တဲ့အခါမှာရုပ်တရက်အံ့ဩပြီးတော့မှပျော်ရွှင်ကောင်းပျော်ရွှင်ခဲ့ပါလိမ့်မယ်နောက်တော့လည်းဒီလိုပဲနေတာကျသွားတာပါပဲလူတချို့ကိုမသိတော့တာမျိုးလဲရှိကောင်းရှိလာနိုင်တယ်အသက်တွေကြီးလာပြီလေအုံနောက်နဲ့နှလုံးသားထဲမှာထည့်ရတာတွေကများလာခဲ့လို့လည်းဖြစ်မှာပါဒါတွေကကြီးရင်လာတဲ့ခါမှာဘဝရဲ့ချွေရင်ချက်ပြဿနာတချို့လိုလည်းဆိုကောင်းဆိုနိုင်ပါတယ်အရင်တော့လည်းစစ်စစ်မှန်မှန်မရီမောနိုင်တော့သလိုစိတ်တွေကလည်းအရင်ကလောက်မလက်ဆက်တော့ပါဘူးတကယ်ချင်းတချို့ကိုပြန်တွေ့ချင်ပါတယ်ဒါပေမဲ့ပြန်တွေ့ရင်လည်းမှတ်မိချင်မှမှတ်မိပါလိမ့်မယ်ကိုယ်လမ်းကိုရှောက်ရင်ကိုယ့်ဘဝကိုကြောင်းနေရတဲ့ခါမှာမိတာတွေလည်းရှိမယ်ပြောင်းလဲသားတာတွေလည်းရှိကောင်းရှိပါလိမ့်မယ်ရောက်ရှိရင်လည်းရက်ဝန်းမှာပြောင်းနေတာဘဝပါပဲ